Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရန်ကုန်ကနေပြီးတော့ဘေကူသွားမယ် vlog လေးပဲဖြစ်ပါတယ်လင်းကွင်းချိန်က4နာရီဆိုတော့ခဏနေထိုင်ရင်ထွက်မှာဖြစ်ပါတယ်ဒါကတော့သမီးတို့ရဲ့ဖျားစဉ်ဖြစ်ပါတယ်ဖျားအရန်တက်ပဲပေါ့နော်ပန်းဦးရောဖျားရောအရန်တက်ပဲပါတယ်ဒါဖျားဘယ်ဘက်ကဖျားနဲ့ညဘက်ကဖျားရှိပါတယ်ဒါကတော့အထုပ်တွေပါယူပြီးတော့အောက်ကိုဆင်းနေရဖြစ်ပါတယ်တေချာဆင်းရပါတယ်အထုပ်တွေလည်းတိတ်မများအထုပ်ကတော့တိတ်မများဘူးပေါ့နော်ဒါပေမဲ့တော့တေချာကြည့်ပြီးတော့ဆင်းရတာဖြစ်ပါတယ်အခုကကြတော့ grad 9မှာဖြစ်ပါတယ် grad ကရှေ့မှာစောင့်နေရဖြစ်ပါတယ်အဲ့ဒါကိုသွားနေရပါအခုကတော့ grad ကိုငားပြီးတော့လေရင်ခွဲကိုသွားမှာဖြစ်ပါတယ်ဒါကတော့စထွက်နေရဖြစ်ပါတယ်အခုကတော့လေရင်ခွဲကိုရောက်နေပါပြီgrad ကလည်းမြန်နေပေါ့နော်မြန်နေဆိုမြင်လေးရောက်သွားတာဖြစ်ပါတယ်အခုကတော့လင်းကွင်းထဲဝင်ရဖို့ပေါ့နော်လူတန်းစီမြင်ရပါတယ်လင်းကွင်းမှာလူဘယ်လောက်များလဲဆိုတာကြည့်ပေါ့နော်တခါမှမတန်းစီရတာတော့တန်းစီရပါတယ်အခုကတော့လင်းကွင်းထဲကိုရောက်သွားပါပြီကောင်တာကိုလိုက်ရှာနေရပါတော့ကောင်တာမှာ luggage ပါအပ်ပြီးတော့မှအပေါ်တက်ရမှာဖြစ်ပါတယ်အခုကတော့ကောင်တာမှာလူတန်းစီမြန်ဖြစ်ပါတယ်ပစ္စည်းတွေပါအပ်ပွားရှင်အပေါ်တက်လို့ရပြီပေါ့နော်တန်းစီပြီးလို့အပေါ်တက်တော့မှာဖြစ်ပါတယ်အပေါ်မှာမုတ်တွေပိုင်းစားပြီးမှလေခွင်းနဲ့တော့မှာဖြစ်ပါတယ်အခုကတော့အပေါ်ရောက်ပြီဖြစ်ပါတယ်အပေါ်မှာလည်းခဏလောက်တန်းစီရပါတယ်တန်းစီပြီးလို့ခဏနေတော့လေနဲ့ဝင်ရတော့မှာဖြစ်ပါတယ်အခုကတော့လေနဲ့ကိုသွားဖို့အတွက်အောက်ဆင်းနေရဖြစ်ပါတယ်အခုကတော့လေရင်ရှိသွားဖို့အတွက်ကားကိုတဆင်စီရပါတယ်ဒါကတော့လေရဟိုဘက်မှာပေါ့နော်အဲ့ဒါကိုညီမတို့ကကားစီးပြီးတော့သွားမှာဖြစ်ပါတယ်ဒါကတော့မိမိရုပ်ဖြစ်ပါတယ်။ဘေးနားကျတော့မိမိညီမရုပ်ဖြစ်ပါတယ်။ရောက်ပါပြီ။ညီမတို့စီးမဲ့လင်းဖြစ်ပါတယ်။လင်းကြီးပေါ့နော်။ဒါကတော့လင်းမဲဖြစ်ပါတယ်။ဒါကတော့လင်းပေါ်တက်နေရဖြစ်ပါတယ်။ဒါကတော့လင်းပေါ်ဆက်တက်နေပါပြီ။မနေ့အစောကြီးမလို့တော့မသိဘူးပေါ့နော်။အရန်အေးပါတယ်။အရန်လည်းချမ်းပါတယ်။ဒါကတော့လင်းပေါ်ရောက်ပါပြီ။ခဏကြာလို့ရှိရင်တော့လင်းရဆက်ထွက်တော့မှာဖြစ်ပါတယ်။ဒါကတော့မနက်ခင်း view လေးတစ်ချက်ပေါ့နော်ဒါကတော့လင်းဆက်တက်ချင်းဖြစ်ပါတယ်လင်းဆက်တက်တာပေါ့နော်အရန်လှပါတယ်ဒါကတော့မိမိညာဘက်မအိတ်ထားလို့အရန်အင်ချီနေရုပ်ကြီးဖြစ်ပါတယ်အခုကတော့မိုးလာကျွေးရဖြစ်ပါတယ်ညီမတို့သွားတာ Valentine Day ဆိုတော့ chocolate cake ကျွေးရဖြစ်ပါတယ်ညီမကတော့ sugar လေးကြည့်ရင် chocolate cake လေးဆိုင်ရင်အေးအေးလေးတောင်းရင်းနဲ့ပဲလင်းစီးခဲ့တာဖြစ်ပါတယ်အခုကတော့လင်းစင်းခံနေဖြစ်ပါတယ်အခုကတော့ဘိတ်ကိုရောက်ပြီဖြစ်ပါတယ်အခုကတော့လင်းဘွားနေစင်းနေရဖြစ်ပါတယ်အခုကတော့ဘိတ်လေရင်ခွင်းမှာဖြစ်ပါတယ်အခုကတော့ဖပြကင်းကတော့ငားနေရဖြစ်ပါတယ်ဘိတ်အခေါ်ရနေဆိုလို့ရှင်တော့ကင်းကပေါ့နော်ရန်ကုန်ခေါ်ရနေဆိုလို့ရှင်တော့အိုးရဖြစ်ပါတယ်အခုကတော့အိမ်ကိုသွားနေရဖြစ်ပါတယ်ကင်းကနဲ့သွားတာဖြစ်ပါတယ်အခုကတော့အင်ကိုရောက်ပါပြီတယောက်ချင်းစီကြည့်ပြီးတိုင်းအတွက်လည်းကျေးဇူးတင်ပါတယ် Thank you for watching